ဒီနေ့မှာတော့ကျွန်တော်ကထူးထူးခြားခြားအကြောင်းအရာတစ်ခုအကြောင်းပြောပြပေးသွားပါတယ်။ဒါကတော့ကာဖျူမစ်အကြောင်းပဲဖြစ်ပါတယ်။ဒီမစ်ဟာအခုချိန်မှာအကြီးအကျယ်ညင်ညိုင်းနေပြီးတောက်တုံးဖို့တော့လုံးဝမလုံခြုံတော့ပဲအန်ဒရယ်ရှိနေလဲဆိုတာမတည်သေးရင်တည်ထားတင်ပါတယ်။တာဝန်ရှိသူတွေအနေနဲ့ဒါကိုမထစ်အောင်တားဆီးနိုင်ခဲ့တင်တာပါ။အခုတော့ခမရတို့ကဇမ်ဘီယာနိုင်ငံသားဆိုရင်ဒီမြစ်ဟာကျွန်တော်တို့နိုင်ငံအတွက်ဘလောက်တောင်အရေးပါတယ်ဆိုတာသိကြမှာပါ။ဘာလို့လဲဆိုတော့ဇမ်ဘီယာလူဦးရေရဲ့60%လောက်ကဒီမြစ်ကိုပဲတောက်ထုံးရေးစိုက်ပျိုးရေးနဲ့တခြားကိစ္စတွေအတွက်အဓိကအားကိုးနေရလို့ပါပဲ။ကာဖျူခစ်ဝေးနဲ့လူစာကလိုမျိုးအဓိကနေရာတွေဟာဒီမြစ်ရဲ့ရေပြေးဝေးမှုအပေါ်မှာပဲအပြည့်အဝမိခိုနေရတာပါ။ဒါအပြင်ဒီမြစ်ဟာတော်ရိုင်းတရိษံတွေနဲ့ငါးမျိုးစိတ်ပေါင်းစုံရှင်သန်နေထိုင်ရာနေရာလည်းထင်နေပြန်ပါတယ်။အဲဒီကဒီမြစ်ဟာနိုင်ငံအတွက်ဘလောက်အရေးကြီးတယ်ဆိုတာသိပြီးတဲ့နောက်မှာဒီမြစ်ကိုတစ်ခုခုထိုက်ခိုက်သွားရင်ကျွန်တော်တို့အားလုံးဒုက္ခရောက်ကုန်မယ်ဆိုတာသိတာနေတာပါပဲ။ကန်ဆိုးချင်တော့အခုတကယ်ပဲဒုက္ခရောက်နေပါပြီ။ဘာလို့လဲဆိုတော့2020ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာ Sino Matters Leach Zambia တို့ခေါ်တဲ့တရုတ်ကုမ္ပဏီတစ်ခုရဲ့တတွန်းစွန့်ပစ်ပစ္စည်းတွေထိန်းသိမ်းတဲ့စေတစ်ခုပြိုကျခဲ့လို့ပါပဲ။အဲ့ဒီအကျိုးဆက်အနေနဲ့ acid ဓာတ်တွေပါတဲ့တတွန်းစွန့်ရည်ဂါလန်ပေါင်း90မီလီယံလောက်ဟာကာဖျူမစ်ရဲ့မြစ်လက်တက်သေးကိုစီးဝင်သွားခဲ့ပါတယ်။ဒါကြောင့်မြစ်တဝိုက်ကတော်ရိုင်းတရိษံတွေနဲ့မြစ်ထဲကငါးတွေအများအပြားသေးကျေပျက်စီးခဲ့ရတယ်လို့လူတွေရဲ့စိုက်ခင်းတွေနဲ့တခြားအပင်တွေလည်းအကုန်ပျက်စီးကုန်ပါတယ်။ဒီရသလောက်ဆိုရင်တော့ဒီ acid တွေယိုစိတ်မှုကြောင့်ငါးတွေအဆူလိုက်အပြုံလိုက်သေးဆုံးခဲ့တယ်လို့ငှက်တွေလည်းဒီထကနေစွန့်ခွာသွားကြပါတယ်။ဒီလိုညစ်ညမ်းမှုတွေဟာမြစ်အောက်ပိုင်းကီလိုမီတာ100လောက်အထိပြန့်နှံ့သွားခဲ့တာပါ။ကီလိုမီတာ100ဆိုတာကိုသေချာစဉ်းစားကြည့်လိုက်ပါဦး။အခြေတွေကဒါတင်မကသေးပါဘူးစိုက်ခင်းတွေပျက်စီးကုန်တဲ့အပြင်ခစ်ဝေးကလူပေါင်း9သိန်းလောက်ဟာလေဒီဖြစ်ရက်ကြောင့်ရေပြတ်လာမှုနဲ့ရင်ဆိုင်နေရပါတယ်အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှုအနေနဲ့ကတော့ဇမ်ဘီယာလေတပ်ကမိပြီးမြစ်ထဲက acid ဓာတ်တွေကိုထပ်ပြတော့အောင်ထုံးတန်ချိန်ပေါင်းများစွာကိုလေယံပေါ်ကနေကျေချခဲ့ပါတယ်ဒါအပြင်မြစ်ထဲမှာလည်းအမြန်းနေမြင့်ဆက်လေတွေကိုအတုံပြူပြီးထုံးတွေကိုတတ်နိုင်သမျှပြန်နှံ့အောင်လှုပ်ဆောင်နေပါတယ်ဒီအမားဟာ Sino Matters ရဲ့ပေါ်လျော်မှုကြောင့်ဖြစ်တာမို့တန်ဆင်းရေးလုပ်ငန်းတွေအတွက်ကုန်ကျစရိတ်အားလုံးကိုလည်းအဲ့ဒီကုမ္ပဏီကပဲချခံဖို့အစိုးရကအမိန့်ထုတ်ထားပါတယ်။ဒါဟာအကြောင်းပြချက်အမျိုးမျိုးကြောင့်တကယ်ကိုဆိုးဝါးတဲ့အခြေအနေတစ်ခုပါပဲ။လူတွေစိုက်ပျိုးရေးနဲ့နိုင်ငံရဲ့စီးပွားရေးအပေါ်မှာအကြီးအကျယ်ထိခိုက်မှုတွေရှိနေပါတယ်။နိုင်ငံအနေနဲ့အခက်အခဲတွေအများကြီးရင်ဆိုင်နေရတဲ့အချိန်မှာအခုလိုဖြစ်တာဟာတကယ်ကိုမကောင်းပါဘူး။ဒီအခြေအနေတွေကြောင့်ပဲနိုင်ငံသားပိုင်တပ်သွင်းကုမ္ပဏီတွေဟာသူတို့ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒတွေအားနည်းချက်ရှိနေတာကြောင့်အပြင်းအထန်ဝေဖန်ခံနေရပါတယ်။ဒီဖြစ်ရပ်ကိုတားဆီးလို့မရနိုင်ခဲ့ဘူးလားဆိုတော့ရနိုင်ခဲ့တာပေါ့။တပ်သွင်းကုမ္ပဏီတွေကလူတွေရဲ့အသက်ထက်သူတို့ရဲ့အမျက်အစွန်းကိုပဲပိုဦးစားပေးနေကြတယ်ဆိုရင်ဒါကစိတ်ပျက်စရာပါပဲ။အခုလိုဘေးအန္တရာယ်မျိုးတွေထပ်မဖြစ်အောင်အစိုးရအနေနဲ့ပိုပြီးတင်းကျပ်တဲ့ဥပဒေတွေထုတ်ပြန်တင်ပါတယ်။ကုမ္ပဏီတွေအနေနဲ့ကပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒတွေကိုအခုထပ်ပိုပြီးကောင်းအောင်လုပ်တင်ပါတယ်